မင်္ဂလာပါခင်ဗျာသတင်းကြိုလာဇန်9ရက်စက်တင်ဘာလ28ရက်တနင်္ဂနွေနေ့ BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်မြို့ကနေတိုက်ရိုက်အသံလွှင့်နေပါတယ်ကျွန်တော်ကမိုးမြင့်ပါခင်ဗျာတော်တာရှိပါခင်ဗျာစမ်းသစ်တီထွင်လဲမြေတခွင်အစီအစဉ်ကိုတင်ဆက်မှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့သဘာဝမြေဩဇာလုံနီးအကြောင်းဖြစ်ပါတယ် organic နီးပေါ့ခင်ဗျာဒီနီးမှာအသုံးပြုရမယ့်ပစ္စည်းတွေကအချိုးအစကိန်းကနန်းတွေပါဝင်တဲ့အတွက်စိတ်ဝင်စားသူတွေအတွက်စာရွက်နဲ့ဘောပင်ယူပြီးတော့မှတ်ထားဖို့လိုနိုင်ပါတယ်ကိုဝင်းမြင့်ကတင်ဆက်ပေးထားပါတယ်ခင်ဗျာတဘာဝမြေဩဇာဆိုတာကတော့တဘာဝအတိုင်းပဲမြေဆွေးမြေပွားမြေစီလွာကိုဖြစ်အောင်လုပ်ယူတဲ့နည်းဖြစ်ပါတယ်တဘာဝမြေဩဇာမြေဆွေးမြေပွားတွေဖြစ်အောင်ဆိုရင်တော့အကျိုးပြုအနုဇီဝပိုးတွေကလှုပ်ဆောင်ပေးတာဖြစ်ပါတယ်အကျိုးပြုအနုဇီဝပိုးတွေများရင်များသလိုမြေဆွေးမှုကတော့ပိုပြီးများပါတယ်ကိုပတ်ဝန်းကျင်မှာသတိထားကြည့်ရင်မြင်မိမှာဖြစ်ပါတယ်မြက်ပင်တွေသစ်ရွက်တွေသစ်ကိုင်းတွေကိုပုံမိထားလိုက်ရင်တဖြည်းဖြည်းနဲ့ဆွေးမြေသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုစွတ်တဲ့နေရာတွေဆိုရင်ပိုပြီးဆွေးမြေတာမြန်ပါတယ်ဆိုလိုက်6လိုက်ဖြစ်နေရင်တော့ပိုပြီးကြာတတ်ပါတယ်တဘာဝအတိုင်းဆိုလို့ရှိရင်တော့ဆွေးမြေတာကြာမြင့်မှာဖြစ်လို့အမြန်ရအောင်လို့အကျိုးပြုအနုဇီဝပိုးတွေကိုမွေးမြူပြီးတော့မြေဩဇာမြန်ရအောင်လုပ်တာကိုတဘာဝမြေဩဇာလုပ်နည်းလို့ပြောကြတာဖြစ်ပါတယ်ပိုပြီးမြင်သာအောင်ပြောရမယ်ဆိုရင်တော့ကဒက်ချင်ပတ်တို့ဟင်းကလာချင်ပတ်တို့လုပ်တဲ့အခါမှာရေနဲ့စားနဲ့စိန်လိုက်ရင်ရက်အတော်ကြာမှချင်တာကိုတွေ့ရမယ်ဒါပေမဲ့လည်းဆန်စည်းရထက်လိုက်ရင်တော့3ရက်လောက်နဲ့ချင်ပတ်ဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့မြေဩဇာကိုလည်းအလားတူနည်းနဲ့ပဲအသုံးပြုတာဖြစ်ပါတယ်သဘာဝမြေဩဇာလုပ်နည်းတွေကတော့အမျိုးပေါင်းမြောက်များစွာရှိပေမဲ့လည်းအခြေခံသဘောကတော့အတူတူပဲဖြစ်ပါတယ်အကျိုးပြုအနုဇီဝပိုးပွားအောင်လုပ်ပြီးတော့မြေဆွေးမြေပွားဖြစ်အောင်လုပ်တာပဲဖြစ်ပါတယ်အရေးကြီးတာကတော့ဒေသတွင်းမှာရှိတဲ့ပစ္စည်းကိုအသုံးပြုတာကငွေကုန်ကြေးကျသက်သာပြီးတော့အမြန်ဆုံးလဲလုပ်နိုင်မှာဖြစ်ပါတယ်မြေဩဇာဆိုတာကတော့အပင်နဲ့အရွက်ကိုအားပေးတဲ့မြေဩဇာရှိသလိုအသီးနဲ့အပွင့်ကိုအားပေးတဲ့မြေဩဇာတွေလည်းရှိပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းဆုံခလာကစိုက်ပျိုးရေးသမားဦးခမ်းနှင်းရဲ့တကယ်လို့စိုက်ပျိုးမဲ့သူကလုံးဝအခြေခံဘူးတုတမရှိဘူးဆိုရင်အလွယ်ဆုံးသဘာဝမြေဩဇာလုပ်နည်းကိုရှင်းပြပါလားဗျဒီကိုင်း1ជីဝ1แล้วก็ห่อผ้าหรือว่าอะไรก็ได้แช่ในน้ำနွားချီတပိတ်တာကြက်ချီကတပိတ်တာကိုအဝတ်ပါးပါးနဲ့ဖြစ်ဖြစ်ဓာပိုက်ကွန်စိတ်နဲ့ပဲဖြစ်ဖြစ်ထုတ်ပါပြီးရင်ရေရှိကလန်နဲ့စိမ်မှာကော်ပုံးပဲဖြစ်ဖြစ်စိမ်အိုးနဲ့ပဲဖြစ်ဖြစ်စိမ်လို့ရပါတယ်ဗျ3ရက်ကြာရင်နွားချီကြက်ချီတို့ကိုဆွဲထုတ်ပြီးပုံနဲ့ကရေကိုစိုက်ပျိုးပင်တွေကိုတွားလောက်လို့ရပါပြီအဲ့ဒီအထုပ်က3ကြိမ်တိအသုံးပြုနိုင်ပါတယ်နွားချီကအပင်နဲ့ရွက်ကိုအားပေးတယ်ကြက်ချီကအပွင့်နဲ့အသီးကိုအားပေးတာဖြစ်ပါတယ်ဒါကြောင့်နှမျိုးကိုရောစိမ်တော့အရွက်ပင်ရောအသီးပင်အတွက်ပါအသုံးပြုနိုင်ပါတယ်တကယ်လို့ကစွန်းရွက်တို့ဆလတ်ရွက်တို့လိုအရွက်အတွက်ဆိုရင်တော့နွားချီတက်ပဲစိမ်ရမှာဖြစ်ပါတယ်ကြက်ချီတဲ့ပိုကောင်းတာကတော့လင်းတို့ချီဖြစ်ပါတယ်ပြီးတော့ငုံငှက်တို့လိုငှက်ချီဖြစ်ပါတယ်နွားချီနဲ့ကြက်ချီကိုရေစိမ်ပြီးမြေဩဇာဖြစ်အသုံးပြုတာကအလွယ်ဆုံးနည်းဖြစ်ပါတယ်ဗျာအကျိုးပြုအနုဇီဝပိုးပါဝင်မှုများတဲ့သဘာဝမြေဩဇာအရေးလုပ်နည်းအလွယ်ဆုံးနည်းတစ်ခုကိုတော့စင်ပူလီခရိုင်မှာဖွင့်ထားတဲ့အာကာသတဲကလယ်သမားများရဲ့ကျောင်းဆရာစုဝတ်စဖယပဖားကအခုလိုရှင်းပြပါတယ်ง่ายที่สุดที่เราสอนตอนนี้นะครับคือจุลินทรีย์หน่อกล้วยเอาหน่อกล้วยมาทำหน่อกล้วย3กิโลหั่นชิ้นเล็กหมักกากน้ำตาล1กิโลคนเช้าเย็น7วันคั้นเอาน้ำออกแล้วก็จะได้ปุ๋ยအလွယ်ဆုံးနည်းကိုလိုက်တင်နေတာကတော့ငပြောပင်ဇီဝမြေဩဇာအရေးဖြစ်ပါတယ်ပြုလို့နည်းကတော့ငပြောပင်ကိုနေမထွက်ခင်အမြစ်ပါအောင်တူးပါနေမထွက်ခင်တူးရတာကတော့အကျိုးပြုအနုဇီဝပိုးတွေပိုတွက်ကပ်မှုများလို့ဖြစ်ပါတယ်ပြီးရင်ငပြောပင်အမြစ်တုံးဥကိုရောအပင်ကိုပါအတုံးသေးသေးလေးတွေဖြစ်အောင်ဆင်းပါဆင်းပြီးသားငပြောပင်3ပိတ်တာကိုကော်ပုံးတစ်လုံးမှာထည့်ပါပြီးရင်တင်လဲရည်တစ်ပိတ်တာဒါမှမဟုတ်ကြံတကားတကြားညူစတဲ့အချိုရည်ကိုလည်းအသုံးပြုနိုင်ပါတယ်အားလုံးကိုရောစိန်ထားပြီးညမနဲ့မှွေပေးပါ9ရက်ကြာရင်ဇီဝမြေဩဇာအရေးရပါပြီဇီဝမြေဩဇာအရေးတစ်စကိုရေအစ1000နဲ့ရောဆက်ပြီးအပင်တွေကိုလောင်းပေးနိုင်ပါတယ်နောက်လွယ်ကူတဲ့တနည်းကတော့အချိုအရသာရှိတဲ့သစ်သီးနဲ့လုပ်တဲ့နည်းဖြစ်ပါတယ်ငပြောသီးသင်္ဘောသီးနနတ်သီးဖရဲသီးအစရှိတဲ့အချိုဓာတ်ရှိတဲ့အသီးအမှဲ့လွန်တွေကိုစွန့်ပစ်မဲ့စားမြေဩဇာအရေးလုပ်လို့ရပါတယ်အဲ့ဒီလိုမျိုးအသီးကိုအတုံးသေးသေးလေးတွေဆင်းပြီးတော့3ပိတ်သာပြီးတော့တင်လဲရေကတပိတ်သာတကယ်လို့တင်လဲရေမရှိရင်လည်းကြံတကာနဲ့တကြားအညိုတို့ကိုလည်းအသုံးပြုနိုင်ပါတယ်
အားလုံးကိုရောမွေပြီးဆိုရင်တော့အဖုံးပါတဲ့ပုံတလုံးလုံးမှာထည့်တာပါအဖုံးကလုံးဝလုံရမှာဖြစ်ပါတယ်တလတိတိအဖုံးကိုလုံးဝမဖွင့်ပဲထားရမှာဖြစ်ပါတယ်အဖုံးပွင့်နေရင်တော့လောက်တွေတက်ပါတယ်တလပြည့်ရင်တော့ဇီဝမြေဩဇာအရေးကိုသုံးလို့ရပြီဖြစ်ပါတယ်သစ်သီဇီဝမြေဩဇာအရေးတစ်ဆကိုရေအဆ20နဲ့ရောပြီးတော့အပင်တွေကိုလောင်းနိုင်ပါတယ်EM ဆိုတာကတော့ဇီဝမြေဩဇာအရေးကိုပဲခေါ်တာဖြစ်ပါတယ်ဒေသတွင်းမှာအလွယ်ဆုံး EM ဇီဝမြေဩဇာအရေးလုပ်နည်းကိုတော့ထိုင်းတောင်ပိုင်းစုံခရာကစိုက်ပျိုးရေးသမားဦးခမ်းနန်းကအခုလိုပြောပြပါတယ်ถ้าเราจะทำหลายชุดก็เอามาน้ำมะพร้าวสัก4 ลูกအုံစိမ့်လေးလုံးကရေကိုယူမယ်ဒင်းချင်းချိုရည်က4ဘူးဖြစ်တယ်ဒင်းချင်းချိုရည်4ဘူးဆိုပေမဲ့အရွယ်ကအားလုံးပေါင်းမှဖန်ခွက်တစ်ခွက်စာပဲဖြစ်ပါတယ်ဗျာပြီးတော့လော်စာမုံလုပ်တဲ့အခါမှာသုံးတဲ့လော်စာတုံးကတထုံးပြီးတော့ထမင်းကြော်ရင်သုံးတဲ့ပဲစီတချို့အခေါ်ကတော့ပဲငံပြာကြီးပေါ့ဗျာအဲ့ဒါက3စွန်းအဲ့ဒါတွေအားလုံးကိုရောမှွေပြီးဘူးတစ်ဘူးထဲမှာ9ရက်စိန်ထားပါ9ရက်ပြည့်ရင်တော့အကျိုးပြုဇီဝပိုးအများအပြားဖြစ်ထွန်းနေတဲ့ENလို့ခေါ်ကြတဲ့ဇီဝမြေဩဇာအရေးကိုရပြီဖြစ်ပါတယ်ဗျာအခုရတဲ့ENဇီဝမြေဩဇာအရေးဟာဥယျာဉ်အဆင့်ပဲရှိပါသေးတယ်ဒါကိုဇီဝမြေဩဇာအရေးများများရအောင်အရင်မျိုးပွားရအောင်မှာဖြစ်ပါတယ်လုံနီကတော့ရိုးရိုးရေကန်လာ20ဇီဝမြေဩဇာဥယျာဉ်က4ပလင်းတင်းလဲရေက90သားတင်းလဲရေမရှိရင်တော့ကျန်တကာဒါမှမဟုတ်တရားအညိုရောင်စတဲ့အချိုတွေကိုလည်းသုံးနိုင်ပါလေဗျဘဲစီလို့ခေါ်တဲ့ဘဲငံပြာရေကပလင်းဝက်အားလုံးကိုပုံတုံးထဲမှာထည့်ပြီးရင်ရောမှွေပြီးအဖုံးကိုအလုံးပိတ်ထားလိုက်ပါ15ရက်ကြာဆိုရင်မျိုးပွားဇီဝမြေဩဇာအရေးကိုအသုံးပြုနိုင်ပြီဖြစ်ပါတယ်ခင်ဗျာဇီဝမြေဩဇာအရေးတွေကတော့စိုက်ပြီးသားအပင်တွေကိုမြေဩဇာပေးဖို့အတွက်ပက်ဖြန်းဖို့အတွက်ဖြစ်ပါတယ်အပင်စိုက်တဲ့နေရာမှာအသုံးပြုမဲ့မြေဩဇာလုပ်နည်းကိုတော့ဦးခမ်းနန်းကအခုလိုရှင်းပြပါတယ်เก็บ2 กระสอบคิ้ว1 กระสอบขี้ไก่1 กระสอบแล้วก็ผสมข้าวพันธุ์แล้วก็ใช้น้ำตาลทรายแดงถ้าไม่มีมูลาดหรือกากน้ำตาลนะใช้น้ำตาลทรายแดงผสมน้ำแล้วก็มันต้องมีจุลินทรีย์ EM อ่ะနွားချီကတအိတ်ကြက်ချီကတအိတ်တပားအခွန်ဖွဲချမ်းက2အိတ်ရောပြီးရင်တင်းလဲရေဒါမှမဟုတ်ကြံတကာတို့တရားအညိုတစ်ခုခုကိုသုံးနိုင်ပါတယ်အဲ့ဒါကဟိတ်ခတ်ဇွန်ကြီးနဲ့နှစ်စွန်းကိုရေနဲ့ဖြောပြီးတော့စောစောကမျိုးပွားထားတဲ့ENဇီဝမြေဩဇာအရေးကတတ်နိုင်တဲ့လောက်ခမ်းများထည့်ပါပြီးရင်အားလုံးကိုသမအောင်ရောမွေပါလက်နဲ့ဆုပ်ကျင်ရင်အလုံးခဲဖြစ်နေတယ်ဖွယ်နေရင်တော့ရေနဲ့နေသေးတာပေါ့ဗျာဖွယ်နေရင်ဇီဝမြေဩဇာအရေးကိုထပ်ထည့်ရပါမယ်ပြီးရင်တော့မွေငုံအိတ်တစ်ဝက်လောက်ထည့်ပါပြီးရင်အိတ်ကချောင်းနေအောင်အိတ်ဝမှာကျိုးနဲ့ကြက်စီးထားပေးပါအဲ့ဒီအိတ်တွေကိုပထမနေ့မှာလှည့်ထားပြီးနောက်နေ့ဆိုရင်နောက်တစ်ဖက်ကိုလှည့်ပြီးလှန်ထားပါနောက်နေ့ဆိုရင်တော့အိတ်ကိုထောင်ပြီးနောက်တစ်နေ့မှာတော့အိတ်ကိုမှောက်ရက်ထားအဲ့ဒီလိုလုပ်ရင်းနဲ့6ရက်ကြာမှအိတ်ကိုဖွင့်ကြည့်လိုက်ရင်အတွင်းအသားကအေးနေပြီးဖြူဖြူအဖတ်တွေမှုတ်တက်နေတယ်လို့တွေ့ရပါမယ်အဲ့ဒါဆိုရင်တော့အသုံးပြုလို့ရပါပြီအပင်စိုက်တော့မယ်ဆိုရင်မြေကြီးတူးထားတဲ့ကျင်းထဲမှာအဲ့ဒီမြေဩဇာကိုခက်များသုံးလို့ရပါတယ်ကိုယ်တိုင်လုပ်ယူတော့များသုံးနိုင်တာပေါ့ဗျာဒီမြေဩဇာကအပင်အရွက်နဲ့အသီးအပွင့်တွေကိုပါသုံးနိုင်ပါတယ်အရွက်အတွက်ပဲဆိုရင်တော့နွားချီတစ်မျိုးနဲ့ပဲလုံနိုင်ပါတယ်ဗျာဒါတွေကတော့အလွယ်ဆုံးသဘာဝမြေဩဇာလုပ်နည်းတွေပဲဖြစ်ပါတယ်ဘာကိုပဲသုံးအခြေခံသဘောကတော့အကျိုးပြုဇီဝပိုးတွေပွားအောင်လုပ်တဲ့နည်းပဲဖြစ်ပါတယ်တချို့ဆိုရင်ဖွဲနုရောသုံးတာရှိတယ်တချို့ဆိုရင်ဆန်စည်းရရောသုံးတာရှိတယ်တချို့ဆိုရင်ထမင်းချမ်းတွေသုံးတာရှိတယ်အဲ့တော့ကိုယ့်ဒေသမှာရှိတဲ့ကုန်ချမ်းပေါ်မှာအခြေခံပြီးတော့သဘာဝမြေဩဇာလုပ်တာကအကောင်းဆုံးဖြစ်ပါတယ်လို့ပြောရမှာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းထူးထူးခြားခြားစိုက်ပျိုးနည်းတွေကိုပြောပြမှာဖြစ်ပါတယ်ပျော်ပျော်ပါပါပေါ့